မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့အခမ်းအနားတွေမှာသုံးဖို့အတွက်ကြာပန်းဝိုင်းလေးတွေလုပ်တဲ့ပုံစံလေးကိုကျွန်တော်ဒီနေ့ဟန်မိတ်လုပ်ပြမှာဖြစ်ပါတယ်ဒီပြားတွေကတော့ပုံနေတဲ့ရေမှာသုံးတဲ့ plate ပြားပါ plate ပြားတွေကို plate ပြားအဟောင်းတွေကိုပေါ့နော်ပုံနေတဲ့တွေမှာတွားပြီးတော့ဝယ်ခဲ့ပါတယ်ဝယ်ခဲ့ပြီးတော့ဒီပုံနေပြားတွေကိုကြာပန်းရဲ့ပုံစံအတိုင်းစဝိုင်းပုံစံလုပ်ပြီးတော့တွန့်လေးတွေကိုပုံစံရင်ထုတ်ပါတယ်ပုံစံထုတ်ပြီးတော့မှကကြီးနဲ့ညှက်ယူပါတယ်ခင်ဗျာကကြီးနဲ့ကိုလိုတဲ့ပုံစံအဝိုင်းလေးဖြစ်အောင်တတိချက်ချလေးညှက်ယူပါတယ်အသားတော့နည်းနည်းလေးထူတဲ့အတွက်ကြောင့်မို့လို့လက်တော့အားဆိုင်ရတယ်ကိုယ်တိုင်လုံးမှစိတ်တိုင်းကြရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကကြီးလေးနဲ့တော့တတိချက်ချညှက်တယ်လောက်ရမှာလဲပွင့်ရအချက်ရများတဲ့ခါကျတော့တေချာလောက်ယူပါတယ်နောက်ပြီးတော့ကြာပန်းရဲ့အကျော်လေးတွေလှုပ်ချင်တာကြောင့်ဒီအသားပေါ်မှာပေါ့နော်အဲကော်ချောင်းလေးကိုမိပြီးတော့ပါလေးဖြစ်အောင်သားလေးထိညှိပြီးတော့အကျော်လေးတွေဖော်ပေးပါတယ်ကော်ချောင်းရဲ့အကျော်လေးတွေကိုတေချာဖော်ပြီးတော့မှပုံလေးဖြစ်အောင်တေချာပတ်လျက်ပေါ့နော်လုပ်ထားပါတယ်ကော်ချောင်းရဲ့အကျော်လေးတွေဖြစ်သွားပါပြီကြာပန်းရဲ့ကြာရွက်ရဲ့အကျော်လေးတွေပေါ့နော်ဖြစ်အောင်လို့ဖန်တီးနေတာဖြစ်ပါတယ်ပြီးသွားလို့ရှိရင်တော့ကျွန်တော်ဒီကြာရွက်တွေကိုတစ်ပတ်လုံးပြည့်အောင်လုပ်မှာဖြစ်ပါတယ်ဒီတစ်ပတ်လုံးပြည့်အောင်တော့အစိတ်ရှိလေးနဲ့လုပ်ယူပြီးတော့မှဒါ post နေဖို့အစိမ်းလေးနဲ့မှုတ်ယူတာပါအစိမ်းလေးနဲ့မှုတ်လိုက်ပြီးတဲ့အခါမှာတော့ကြာရွက်လေးဖြစ်သွားပါတယ်ဒီပုံမှာတဘာဝကြအောင်လို့ရည်သီးလေးကိုတော့ကော်ချောင်းလေးရနေပြီးတော့ပဲပြန်ပြီးတော့လုပ်ထားပါတယ်ကိုတော့ကြာရွက်လေးတွေရပါပြီကျေးဇူးတင်ပါတယ်